1 ကီလိုဂရမ်ကိုအမေရိကန်ဒေါ်လာ3500မြန်မာငွေသိန်း120ကျော်အထိတောင်ဈေးပေါက်နေတဲ့အစားအစာတစ်မျိုးရှိတယ်ဆိုတာပရိသတ်ကြီးတို့သိပါသလားဒါကိုကာဗီယာလို့ခေါ်ပြီးဇိမ်ခံအစားအစာတွေရဲ့ဘယင်းလိုတောင်တင်စားကြပါတယ်ကာဗီယာထဲမှာအကျော်ကြားဆုံးနဲ့ဈေးကြီးဆုံးအမျိုးအစားတွေရှိပါတယ်ဘီလူကဒါကအကြီးဆုံးငါးဦးဖြစ်ပြီးအရသာကခရင်လိုနူးညံ့ထောပတ်လိုချိုအီတဲ့အရသာရှိပါတယ်အလွန်ရှားပါပြီးတော့ဈေးကြီးဆုံးဖြစ်ပါတယ်အော်ဆက်ထရာအစေအရွယ်အစားအလဲလဲရှိပြီးတော့အခွန်မာပြီးတော့ရှုပ်ထွေးတဲ့မြေပဲအရသာကိုပေးပါတယ်။ဆယ်ဘရူကအစေအသေးဆုံးဖြစ်ပြီးပင်လယ်အရသာပိုပြင်းတဲ့အရသာရှိပါတယ်။ဒီငါးဝက်နဲ့လေးတွေကဘာကြောင့်ဒီလောက်တောင်ဈေးကြီးပြီးတော့တန်ဖိုးရှိနေရတာလဲ။အရာကတာမန်ငါးဥတွေမဟုတ်လို့ပါပဲပြိတ္တကြီး။သူတို့ကငါးစတားကျင်လို့ခေါ်တဲ့ကြီးမားပြီးတော့ရှားပါတဲ့ငါးမျိုးစိတ်တွေရဲ့ဥတွေဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့အထီးဆိုင်ခံကာဗီယာတွေကိုဘယ်လိုနည်းလမ်းတွေနဲ့ထုတ်လုပ်နေလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်။မူလာလုံးကတော့ကာဗီယာတွေကိုကက်စပီယန်ပင်လယ်ကငါးစတားချင်တွေစီကနေရရှိခဲ့တာဖြစ်ပေမဲ့ငါးတွေမျိုးတုံးလို့နေပါရှားပါလာတဲ့အတွက်အခုအခါမှာတော့ငါးမွေးမြူရေးခြံတွေကနေစနစ်တကျမွေးမြူပြီးတော့ထုတ်လုပ်နေကြပါတယ်။ကာဗီယာစားထုတ်ဖို့အတွက်စတားချင်ငါးမတစ်ကောင်ကအနည်းဆုံး10နှစ်ကနေအသက်20နှစ်အထိရင်းချက်ဖို့လိုအပ်ပါတယ်။ဒီလိုအချိန်ကြာကြာဆောင်လိုင်းရတာကပဲကာဗီယာရဲ့ဈေးနှုန်းကိုပထမဆုံးမြင့်တင်လိုက်တဲ့အချက်ပဲဖြစ်ပါတယ်။ဥတွေကိုရရှိဖို့အတွက်ငါးကိုဖမ်းယူပြီးတော့ကျွမ်းကျင်သူတွေကအစင်းစင်စစ်ဆေးပါတယ်။ပြီးတာနဲ့ငါးမရဲ့ဝမ်ပိုက်ကိုဂယုတစိုက်ခွဲစိတ်ပြီးအတွင်းထဲကဥအိတ်ကြီးကိုဖယ်ထုတ်ရတာဖြစ်ပါတယ်။အဲဒီနောက်မှာအနုစိတ်လှုပ်ဆောင်ရတဲ့အဆင့်ကိုရောက်ရှိလာပါပြီ။ဥအိတ်ကြီးတွေကဥအစေးတစ်ခုချင်းဒီကိုပါးလွာတဲ့စကားနဲ့ဂယုတစိုက်ချစ်ချရပါတယ်။ဒီအဆင့်မှာကျွမ်းကျင်မှုမရှိရင်ဥတွေပြက်စီးသွားနိုင်လို့လောက်သားတွေကလက်နဲ့အချိန်ပေးပြီးတော့ဖြင်းချင်းစွာလှုပ်ဆောင်ကြရတာပါ။ဥတွေကိုအမြေပါးတွေနဲ့အညစ်အကြေးတွေကင်းစင်သွားအောင်တန့်စင်ပြီးတာနဲ့အရည်သွေးကိုစစ်ဆေးပါတယ်။အရွယ်အစားအယောင်ပုံစံဘလောက်ပြောင်းလဲနေလဲဆိုတာအသေးစိတ်ကြည့်ရှုရပါတယ်။နောက်ဆုံးအဆင့်ကတော့စားနေခြင်းပါစားနေငယ်ပဲသုံးတဲ့ဒီနီလန်ကိုမက်လိုဆောလို့ခေါ်ပြီးတော့ကာဗီယာရဲ့တဘာဝအရသာကိုမပြောင်းလဲသွားအောင်ကူညီပေးပါတယ်။ဒီလိုစားနေထားတဲ့ကာဗီယာလေးတွေကိုလေလုံအောင်စနစ်တကျထုတ်ပိုးလိုက်တာနဲ့ပရိသတ်ကြီးတို့စားသုံးရတဲ့ဈေးအကြီးဆုံးကာဗီယာလေးတွေဖြစ်လာပါပြီ။ဒီလိုအဆင့်တွေများလို့လည်းဈေးကြီးတာမဟုတ်သေးဘူးပရိသတ်ကြီးကာဗီယာထဲမှာအကျော်ကြားဆုံးနဲ့ဈေးအကြီးဆုံးအမျိုးအစားတွေရှိပါတယ်။ဘေးလိုကဒါကတော့အကြီးဆုံးငါးဦးဖြစ်ပြီးတော့အရသာကခရင်လိုနူးညံ့ထောပတ်လိုချိုရီတဲ့အရသာရှိပါတယ်။အလွန်ရှားပါပြီးတော့ဈေးအကြီးဆုံးဖြစ်ပါတယ်။အော်ဆက်ထရာအစေအရွယ်စားအလဲလက်ရှိပြီးတော့အခွန်မာပြီးတော့ရှုပ်ထွေးတဲ့မြေပဲအရသာကိုပေးပါတယ်။ဆယ်ဘရူကအစေအသေးဆုံးဖြစ်ပြီးတော့ပင်လယ်အရသာပိုပြင်းတဲ့အရသာရှိပါတယ်။ကာဗီယာကိုစားသုံးတဲ့အခါမှာတတိထားရမယ့်အချက်တစ်ခုရှိသေးတယ်နော်ပရိသတ်ကြီး။အဲ့ဒါကတထုဇွန်းနဲ့လုံးဝမစားရဘူးဆိုတဲ့အချက်ပါ။တထုကကာဗီယာရဲ့နူးညံ့တဲ့အရသာကိုပြောင်းလဲသွားစေလို့အဲ့ဒီအစားမုတ်ပလဲစွန်းလို့တထုမဟုတ်တဲ့ဇွန်းတွေနဲ့သာစားသုံးလေးရှိကြပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်မှာတော့ပရိသတ်ကြီးတို့ကဒီလိုရွှေလိုတန်မိုးရှိတဲ့ငါးဥလေးတွေရဲ့နောက်ွယ်ကဆယ်စုနှစ်ချီဆောင်းလိုင်းရမှုနဲ့အနုစိတ်ထုတ်လုပ်မှုတွေအကြောင်းကိုသိရှိသွားပြီလို့ထင်ပါတယ်။နောက်ထပ်ဘလို့စားစာတွေရဲ့ထုတ်လုပ်မှုတွေကိုသိကျင်သေးလဲဆိုတာ comment လေးမှာရေးပေးသွားကြပါဦးနော်။